မင်းအောင်လန်ချက်ချင်းမသိဘူးနော်မင်းအောင်လန်တချို့ကဆရာမပြောမယ်လူတယောက်ကသူများတက်လို့တည်တဲ့ကံပါတဲ့လူကသူများတက်လို့တည်ရတယ်သူများတက်လို့တည်တဲ့ကံမင်းအောင်လန်မှာမပါဘူးသူ့ကိုယ်သူတက်တယ်လို့လည်းမရဘူးမရတော့မင်းအောင်လန်ကအဲ့ရထဲမှာမလုံနိုင်မကင်နိုင်နဲ့ပက်လက်လမ်းပြီးယောဂဝေဒနာကိုခံစားရမှာအဲ့ဒါတစ်နှစ်လောက်ခံရမှာအဲ့ဒီယောဂနော်ခန္ဓာကိုယ်တစ်ခုလုံးကနာကျင်ပြီးတော့ကိုလည်းတက်တယ်လို့မရကိုလည်းမလုံနိုင်မှန်းအဲ့ဒီယောဂတစ်နှစ်လောက်ခံအောင်မှာခံပြီးလို့ရှင်သေသွားရင်တော့မှချက်ချင်းငရဲကိုမရောက်ဘူးနော်မင်းအောင်လန်သေရင်ချက်ချင်းငရဲမရောက်ဘူးသက်စေကြီးဖြစ်မှာနော်ဆရာမဒါဟောထားပြီသာသုံးဘွားသာတောင်ဟောထားတယ်တဘွားသာတောင်မဟုတ်ဘူးနော်သက်စေကြီးဖြစ်မှာအဲ့ဒီသက်စေကြီးဖြစ်လို့ရှိရင်လေသူများတွေကညောင်မင်းသက်စေဝေးလေးမင်းအောင်လန်အဲ့ဒီလိုမဟုတ်ဘူးမင်းအောင်လန်သက်စေဂလေးတချေသက်စေဖြစ်မှာနော်သူလေနဲ့ဘုံကျဲခဲ့တဲ့သူတွေနော်သူ့ကြောင့်ဒီတိုက်ပွဲမှာတည်တဲ့ပြည်သူတွေကသူ့ကိုနော်နီးမျိုးစုံမျက်လုံးတွေနှုတ်လက်တွေဖြုတ်နော်အဲ့ဒီလိုမျိုးနေ့တိုင်းစားအောင်မှာနော်အဲ့ဒီလိုမျိုးနေ့တိုင်းနှိမ့်ဆက်အောင်မှာအဲ့ဒီဓာတ်ကိုမင်းအောင်လန်အဲ့သစေးဘဝနဲ့ခံရအောင်မှာနော်သက်စေတောင်မှရိုးသက်စေမဟုတ်တက်ညောင်းမင်းသက်စေကနေစရာရှိတယ်ညောင်းမင်းမှာမင်းအောင်လိုင်းသက်စေကဂလေးတချေသက်စေဆိုတော့နေစရာမရှိဘူးနော်စားရမယ်တောက်ရမယ်သူ့ကိုကျွေးမဲ့လူမရှိဘူးအဲ့ဒီလိုသက်စေဘဝမှာနေရမှာနော်အဲ့ဒီလိုသက်စေဘဝနေလို့ရှိရင်လေသူ့သားသမီးသူ့မိသားစုကသူ့ကိုရက်လက်စုံတွတ်လို့မရအောင်နော်ရက်လက်စုံတွတ်ရင်လေ तू ကတာရုမခေါ်နိုင်တဲ့ဘဝမှာရှိမှာနော်အဲ့ဒီလိုမျိုးဖြစ်မှာအဲ့ဒီဘဝနေမှာဝကျွေးကျွတ်သွားပြီးဆိုရင်ထပ်ပြီးတော့သက်စေဘဝနဲ့ထပ်သေးမှာသေတော့ကြတာဟိုအဝေစီငရဲကိုကြမှာနော်ငရဲရှစ်ထက်ငရဲကြီးရှစ်ထက်လို့ကြားဘူးလေဆရာမတော့မရောက်ဘူးနော်ဒါပေမဲ့ငရဲကြီးရှစ်ထက်လို့ကြားဘူးတယ်ဒါပေမဲ့မင်းအောင်လန်ကိုငရဲပြည်ရှစ်ထက်ကလက်မခံဘူးဘာဖြစ်လို့လဲအဲ့ဒီငရဲပြည်မှာအာနာထပ်သိမ်းမှာစိုးလို့ငရဲမင်းကလက်မခံဘူးနော်အဲ့တော့မင်းအောင်လန်ပဲတီးတန့်ငရဲရှိတယ်ဟိုငရဲပြည်ရှစ်ထက်မှာတီးတန့်ငရဲရှိတယ်အဲ့ဒီမှာခံရမှာနော်အဲ့ဒီမှာခံလို့ရှိရင်တော့မှတခါတည်းပြောမယ်နော်ဆရာမတို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေမှာကံကြီး၅ပါးရှိတယ်နော်အဲ့ဒီကံကြီး၅ပါးကိုကျူးလွန်တဲ့သူတွေကနောက်ဖျားပွင့်လို့ရှိရင်တော့မှမကျွတ်